ရွာလဲလမ်းမပေါ်မှာရွာသားတွေရဲ့မျက်နှာမဲ့နေတဲ့ခုံးတွေကိုထိပြီးထွန်းကြော်တဲ့ဦးနောက်ထဲမှာအသိစိတ်တွေလွင်ပါသွားသလိုခံစားလိုက်ရတယ်။သူ့အနောက်မှာတော့ခုနမှန်ကွဲဆက်နေတဲ့အတူပောက်ကွဲသွားတဲ့အဘိုးအိုရဲ့အိမ်ကနေမီးကုန်းငွေတွေထွက်လာတယ်။ဒါပေမဲ့အဲ့ဒီမီးကိုတွေကမီးကိုမဟုတ်ပဲလူတွေရဲ့ပုံတရတဲ့တိုင်းရစ်ပတ်နေတဲ့ဝိညာဉ်ငွေတန်းတွေပဲ။ငါ့ကိုလွတ်ပေးကြ။ငါဒီရွာနဲ့မဆိုင်ဘူး။အော်ဟစ်နေတဲ့ထုံးကြော်ဟာရွာရဲ့နောက်ဘက်မှာရှိတဲ့တောအုပ်တွေကိုအသက်လူပေးသွားတယ်။အဲ့ဒီတောအုပ်ကတာမန်တောအုပ်မဟုတ်ဘူး။တစ်ပင်တွေကအမြင့်တင်တဲ့လမ်းကြောင်းတွေကိုပိတ်ဆို့ထားပြီးတစ်ကိုင်းတွေကလူလက်ကြောင်းတွေလိုသူ့ကိုလာဆွဲနေတယ်။တောအုပ်ထဲမှာပြေးနေရင်ထုံးကြော်တွေကိုလဲကျသွားတယ်။သူ့ရှေ့မှာတော့ခရီးသွားအိတ်တလုံးကိုတွေ့လိုက်ရတယ်။အဲ့ဒီအိတ်ထဲမှာသူ့ရဲ့ပတ်စံအိတ်ဖုံးတဲ့အတူကိုယ်ပိုင်မှတ်ပုံတွေပါရှိနေတယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမှတ်ပုံတွေပေါ်ကရက်ဆွဲဟာလွန်ခဲ့တဲ့3နှစ်ကဖြစ်နေတာပဲ။ထုံးကြော်တုံလောက်သွားတယ်။သူဒီရွာကိုရောက်တာ3နှစ်လပဲရှိသေးတယ်လို့ထင်နေတာ။တကယ်တမ်းကျတော့သူဒီရွာမှာပိတ်မိနေတာ3နှစ်ထူကြာသွားပြီလား။သူ့မှတ်ဉာဏ်တွေကဘာလို့ဒီလောက်တိုးတောင်းနေရတာလဲ။အဲ့ဒီအချိန်မှာတောအုပ်ထဲကနေမိမပြူတဲ့ရောက်ထွက်လာတယ်။သူမရဲ့မျက်နှာကပုံမှန်အတိုင်းပဲ။သူမကထွန်းကြော်ကိုကြည့်ပြီးခါတတ်ပြုံးပြတယ်။မင်းရှုပ်ထွေးနေတယ်မလား။ဒီရွာရဲ့စီးမင်းကရိုးရှင်းလာတယ်။ဒီကိုရောက်တဲ့သူတိုင်းကကိုအစ်စ်လို့ထင်နေကြတာ။ဒါပေမဲ့မင်းကဒီရွာရဲ့ဓာတ်စာထင်နေတာကိုမင်းမေ့သွားတယ်။မင်းရဲ့မှတ်ဉာဏ်တွေကိုသူတို့ကဓာတ်ဆက်စီခွာထုတ်ပြီးစားတောက်နေကြတာလေ။ထွန်းကြော်ဘေးပတ်လက်ကိုကြည့်လိုက်တဲ့အခါတောအုပ်တစ်ခုလုံးကလူတွေရဲ့အယိုးစွပ်တွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအယိုးစွပ်တွေရဲ့မျက်လုံးနေရာမှာတော့အခုမှအသစ်ဆက်ဆက်လင်းလက်နေတဲ့ဝိညာဉ်မီးတောက်တွေရှိနေတယ်။သူမကဆက်ပြောတယ်။မင်းအသက်ရှင်ခြင်းနဲ့ဆိုရင်အခုချက်ချင်းတောအုပ်အဆုံးမှာရှိတဲ့တွေးမြစ်ကိုကူးရမယ်။အဲ့ဒီမြစ်ကိုကူးနိုင်ပါသာမင်းရဲ့အတိတ်မှတ်ဉာဏ်တွေကိုပြန်ရပြီးဒီရွာကနေလွတ်မြောက်နိုင်ပါ။ဒါပေမဲ့သတိထားမြစ်ထဲမှာမင်းကိုစောင့်နေတဲ့သူတွေရှိတယ်။တောအုပ်ထဲကနေရွာကားရဲ့ခြေတံတွေကပူနီးလာပြီ။သူတို့ကထွန်းကြော်ရဲ့အသက်ရွှေတန်းကိုခြေရာခံနေကြတာ။ထွန်းကြော်ဟာနောက်ကျောင်းပြန်လွှဲဖို့မရှိတော့ဘူး။ तू ကအသက်ကိုအောင့်ထားပြီးတွေးမြစ်စီရစီကိုအတန်မထွက်တော့ခိုးပြီးပြေးသွားပါတော့တယ်